အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျက်ဥနဲ့ငွေ6ရိုးလေးရဲ့ခရမ်းကောင်းတိတိလေးရဲ့ချက်မှဖြစ်ပါတယ်။အဝင်တဲ့ပစ္စည်းရဲ့ကျက်သွန်အဖြူလေးစီတက်ပါမယ်။ကျက်သွန်လေးထွက်ထားခရမ်းကောင်းတိတိလေးကစားနဲ့စိန်ရပါတယ်။ခဏမလေးနည်းနည်းထည့်ပါတယ်။ကျက်သွန်အဖြူနီဒီအနေလေးဆိုရင်အရာနမလေးနည်းနည်းထည့်ပါမယ်။အနမလေးထည့်ချပါမယ်။ဆိုမယ်ဒီမှာကျက်ဥလေးရဲ့ငွေ6လေးရဲ့ထည့်ပါမယ်။ကျက်ဥလေးရဲ့ငွေ6လေးရဲ့ထည့်ပြီးနိုင်ပြိုင်လေးနည်းနည်းထည့်ချပါမယ်။ခရမ်းတိတိပဲတစ်ခါထည့်ပါတယ်။ချိုးလေးနည်းနည်းထည့်ပါတယ်။နည်းနည်းထည့်ပါမယ်။ရမ်းစားလို့ကောင်းတဲ့ခင်းကောင်းခင်းလေးပါ။မဆလာလေးနည်းနည်းထည့်ပါမယ်။မဆလာလေးထည့်နည်းလေးလေးအဖုံးလေးခဏအုပ်ထားပါမယ်။ကဲဒီမှာခင်းကောင်းလေးနဲ့မခင်းသီးလေးနဲ့ကျုပ်လေးနဲ့6ယူနဲ့ဒီနေလေးဆိုပြီးတော့ဒီမှာမကြီးလေးထည့်ချမှာပေါ့နော်။မကြီးလေးထည့်ပါမယ်အချင်းလေး။ခင်းသီးလေးရမှမကြီးငယ်ထည့်ရပါမယ်။ဒါဆိုခင်းသီးကမာသွားမှာပေါ့နော်။ခင်းသီးလေးပြော့တဲ့အချိန်မှာမကြီးနဲ့ချက်ခံနေမှထည့်ပါမယ်။စားလို့ရမ်းကောင်းပါတယ်။စားလို့ရမ်းကောင်းတယ်ခင်းသီးလေးနဲ့ကျဲဥနဲ့ငချောက်လေးနဲ့ဟင်းစက်လေးရပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်